ပိုင်းလေးရဲ့အစမှာတော့ဆီယာမကအားလုံးကိုအမြင့်ခုံဖို့အတွက်ခေါ်လာခဲ့ပါတယ်ပြီးတော့သူတို့တန်းကိုလှုပ်ပေးပြီးတော့ကျောင်းသားတွေကအမြင့်ခုံခိုင်းခဲ့ပါတယ်အဲ့နောက်ယာနိုရဲ့အလှည့်ကိုရောက်လာခဲ့ပြီးအားလုံးကလည်းအဆင်ပြေပြေလုံနိုင်ပါမလားဆိုပြီးတော့တွေးနေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကထုံးစံတိုင်းထိခိုက်သွားလိမ့်မယ်လို့ထင်နေကြလို့ပါဒါပေမဲ့ယာနိုကတော့တန်းကိုအဆင်ပြေပြေပဲခုံကျော်သွားနိုင်ခဲ့ပါတယ်ဒါကိုမြင်တော့အားလုံးကသူ့ကိုဝိုင်းပြီးချီးကျူးခဲ့ကြပြီးခီယိုကိုကလည်းဒါကိုအယမ်းမိုက်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူမကသွားခုံခဲ့ပေမဲ့တန်းကိုကြော်မခုံနိုင်ခဲ့ပါဘူးတစ်ဖက်မှာတော့ခီယိုကိုရဲ့ချီးကျူးတန်ကိုကြားလိုက်ရတဲ့ယာနိုကတော့တန်းကိုဇက်တိုက်ခုံနေခဲ့ပါတယ်သူကစင်ပြီးစင်မြင့်အောင်ပို့ပြီးတော့ခုံနေခဲ့ပြီးဒဏ်ရာတွေလည်းရနေခဲ့ပါတယ်ဒါပေမဲ့သူကမရက်ခဲ့တာကြောင့်ခီယိုကိုကစိတ်ပူလာခဲ့ပြီးသူ့ကိုတားဖို့လှုပ်ခဲ့ပေမဲ့တာနာကာကသူမကိုတားလိုက်ပါတယ်ခုချိန်မှာယာနိုကသူ့ရဲ့ယောက်ျားတစ်ယောက်ရဲ့စွမ်းရည်ကိုစစ်ဆေးနေတာလို့ပြောလိုက်တာကြောင့်သူမကငြိမ်ပြီးတော့ကြည်နေခဲ့ပါတယ်အဲဒီနောက်မှာတော့အမြင့်ခုံတာပြီးသွားခဲ့ပြီးခီယိုကိုကလည်းယာနိုကိုစေးကန်းကိုအမြန်သွားဖို့အတွက်ပြောလိုက်ပါတယ်ဒါပေမဲ့ယာနိုကတော့သူကမျက်နှာတက်လိုက်ဖို့ပဲလိုတာပါလို့ပြောနေချိန်ကောင်လေးတွေကရောက်လာပြီးနှစ်ယောက်သားတွဲနေကြတာလားလို့မေးလိုက်ပါတယ်ဒါကိုကြားတော့သူတို့ကဘာမှမသိတဲ့အခြေအနေရောက်နေတာကြောင့်ပြန်ပြောဖို့ခက်နေခဲ့ပါတယ်အားလုံးထွက်သွားတော့ယာနိုကခီယိုကိုသူနဲ့တွဲကျင်လားလို့မေးလိုက်ပြီးခီယိုကလည်းအမြန်ပဲခေါင်းငိတ်ပြလိုက်ပါတယ်အဲ့ညမှာတော့သူမကလူတစ်ယောက်ကိုတွဲကျင်နေဆိုတာဘလို့ပုံစံလဲဆိုတာကိုသိအောင်လေ့လာနေခဲ့ပါတယ်ညီမလေးကမောင်လေးကိုနင့်ကိုတယောက်ယောက်ကဖွင့်ပြောနေတာကိုငါမြင်တယ်လို့မေးလိုက်ပါတယ်ဒါကိုကြားတော့ခီယိုကလည်းသူမသိကျင်နေတဲ့အကြောင်းအရာကိုမူလာတန်းကျောင်းသူညီမလေးတွေကိုမေးကြည့်နေခဲ့ပါတယ်ညီမလေးကတော့မက်ဖြန်သူမရဲ့တငယ်ချင်းကအိမ်ကိုလာလဲမှာဖြစ်ပြီးသူမကဒီအကြောင်းနဲ့ပတ်သက်ပြီးအတော်လေးကျွမ်းဝင်မှုရှိကြောင်းပြောပြခဲ့ပါတယ်နောက်ရက်မှာတော့ခီယိုတယောက်ကတော့ညီမရဲ့တငယ်ချင်းကိုဒီအကြောင်းနဲ့ပတ်သက်ပြီးမေးကြည့်နေခဲ့ပါတယ်ကောင်မလေးကတော့သူမရဲ့ရီးစားကသူမကိုစကားလာပြောတဲ့အချိန်တွေဆိုအယမ်းပျော်ရကြောင်းတစ်ခါတလေဆိုရင်သူမကိုလာတွေ့တဲ့အကြောင်းတွေပြောပြခဲ့ပါတယ်ဒါကိုကြားတော့ခီယိုကသူမကတော့လိုင်းပေါ်မှာစကားပြောဖို့ကိုတွန့်ဆုတ်နေခဲ့တာကိုသတိရသွားခဲ့ပါတယ်ဒါကြောင့်သူမကအဲ့လိုတွန့်ဆုတ်နေတာမျိုးတွေဖြစ်ဘူးလားလို့မေးကြည့်လိုက်တော့မီယူကတော့တယောက်နဲ့တယောက်ကြိုက်နေရင်ဒါတွေကမလိုဘူးလို့ပြန်ပြောခဲ့ပါတယ်နောက်ရက်မှာတော့ခီယိုကသူမပြောတဲ့အတိုင်းလုပ်ဖို့အတွက်ကျောင်းကိုအစောကြီးလာခဲ့ပါတယ်အဲ့အချိန်ယာနိုကလည်းရောက်လာခဲ့ပြီးသူမကိုနှုတ်ဆက်လိုက်ပါတယ်ဒါကြောင့်သူမကယာနိုကိုဆွဲခေါ်သွားခဲ့ပြီးအတူပို့ပြီးရင်းနှီးလာခြင်းတာကြောင့်လိုင်းပေါ်မှာလည်းစကားတွေအပြန်အလှန်ပြောကြကြောင်းပြောပြလိုက်ပါတယ်ဒါကိုကြားတော့ယာနိုကလည်းသဘောတူလက်ခံလိုက်ပါတယ်အဲ့နောက်သူတို့ကအထဲကိုဝင်လာခဲ့ကြပါတယ်တစ်ဖက်မှာလည်းဟာရှီဘကတယောက်တည်းရှောက်လာနေခြင်းအခန်းထဲမှာယာနိုတယောက်ဒဏ်ရာတွေအများကြီးနဲ့ထိုင်နေတာကိုတွေ့လိုက်ရလို့စိတ်ပူသွားခဲ့ပါတယ်ဒါကြောင့်သူကအထက်ပြေးဝင်လာခဲ့ပြီးတော့အစင်ပြေရဲ့လားလို့မေးလိုက်ပါတယ်ယာနိုကတော့သူကပကြီးဆွဲနေခဲ့တာပါလို့ပြောပြီးတော့အစင်ပြေကြောင်းပြန်ပြောခဲ့ပါတယ်အဲ့နောက်သူ့ကိုဆေးထည့်ပေးခဲ့ပြီးခီယိုကသူ့ကိုဓာတ်ကြောင့်လဲဒီလောက်ယူဆိုင်နေတာပါလားဆိုပြီးတွေးမိနေခဲ့ပါတယ်အဲ့နောက်မှာတော့ဟာရှီဘကဒီမှာဘာလာလုပ်နေတာလဲလို့ယာနိုကိုမေးခဲ့ပါတယ်ယာနိုကတော့သူကတခြားသူတွေကိုအနှောက်အယှက်မပေးချင်တာကြောင့်ပကြီးတင်တန်းကိုလာပြီးတော့တက်နေတာပါလို့ပြန်ပြောခဲ့ပါတယ်အဲ့နောက်မှာတော့ဟာရှီဘကယာနိုကိုကြည့်လိုက်ပြီးမင်းတို့ကရှောက်လည်နေကြပြီလားလို့မေးလိုက်ပါတယ်ယာနိုကတော့သူတို့ကလိုင်းပေါ်မှာစကားတွေပြောပြခဲ့ကြပြီးစတေကာတွေပို့ရမှာကိုအစင်မပြေဖြစ်နေကြောင်းပြောလိုက်ပါတယ်ဒါကိုကြားတော့ဟာရှီဘကသူ့စီကိုစိတ်ကြိုက်ပို့လို့ရတယ်လို့ပြောလိုက်ပါတယ်ယာနိုကတော့ကျေးဇူးတင်နေခဲ့ပြီးကျေးဇူးတင်တဲ့အနေနဲ့လက်ဆောင်ပေးခဲ့ပါတယ်အဲ့ချိန်ကလည်းရောက်လာပြီးတော့ဒီအချိန်ကြီးဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်နောက်ရက်မှာတော့ခီယိုကကျောင်းကိုရောက်တော့ယာနိုကဖုန်းကနေကာတွန်းကကြော်ညာကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်သူမကကျောင်းဆင်းတဲ့အချိန်မှာရုပ်ရှင်သွားကြည့်ဖို့အတွက်ပြောခဲ့ပါတယ်ကျောင်းဆင်းချိန်မှာတော့တကယ်ပဲသူတို့ကရုပ်ရှင်ရုံကိုရောက်လာခဲ့ကြပါတယ်ယာနိုကတော့အချိန်ကြာကြီးမရောက်ဖြစ်တဲ့ရုပ်ရှင်ရုံထဲကိုရောက်လာလို့အရန်ကိုကျေနပ်နေခဲ့ပါတယ်ပြီးတော့သူတို့ကအထဲကိုဝင်လာပြီးရုပ်ရှင်ရုံထဲမှာထိုင်နေခဲ့ကြပါတယ်ဒါပေမဲ့ရုပ်ရှင်ရုံကအရန်မှောင်နေတာကြောင့်ခီယိုကတော့အမျိုးမျိုးတွေးပြီးစိတ်ပူနေခဲ့ပေမဲ့ယာနိုကတော့ရုပ်ရှင်ရုံကိုပဲအာရုံရောက်နေခဲ့ပါတယ်ရုပ်ရှင်ပြီးသွားချိန်မှာတော့သူကအရန်ကိုဝမ်းသာနေခဲ့ပြီးဒီခန်းစားချက်ကိုသဘောကျနေခဲ့ပါတယ်အဲ့နောက်သူတို့ကအပြင်ကိုပြန်ထွက်လာခဲ့ပြီးအိမ်ကိုပြန်လာခဲ့ကြပါတယ်နောက်ရက်မှာတော့အီဇူမီကဟာရှီဘကိုမကြခင်အကျိုးဘူလူပွဲကိုရောက်တော့မယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူမကဟာရှီဘကိုဘူလူပွဲမှာစုရခြင်းလားလို့မေးခဲ့ပါတယ်ဘေးနားကတယောက်ကတော့ဘူလူပွဲကိုရောက်ဖို့အတွက်စုတစ်ခုလောက်ရရင်ကောင်းမှာပဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့အချိန်ဟာရှီဘကတော့ယာနိုတို့နှစ်ယောက်ရဲ့တွဲထားတဲ့တောကျိတ်လေးတွေကိုကြည့်ပြီးတော့ရုပ်ရှင်အတူတူသွားကြည့်ကြခဲ့တာလားလို့တွေးနေခဲ့ပါတယ်အဲ့နောက်သူကဟိုးရန်ကိုသာရလို့ရှိရင်ရုပ်ရှင်သွားကြည့်နိုင်မလားလို့မေးကြည့်ခဲ့ပါတယ်ပြီးမှသူကတတိယသွားခဲ့ကခီယိုကိုတောင်းပန်ကထွက်ပြေးသွားခဲ့ပါတယ်နောက်မှာတော့ဆရာကအတန်းထဲကိုရောက်လာပြီးတော့ပွဲကိုအားလုံးသွားပြီးအားပေးကြမယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်နောက်ရက်မှာတော့အားလုံးကပွဲကိုသွားပြီးအားပေးခဲ့ကြပေမဲ့နေအရန်ပူနေတာကြောင့်နောက်ဆုံးမှာတော့သူတို့ကအားလျော့လာခဲ့ကြပါတယ်ပွဲကလည်းတဖြည်းဖြည်းနဲ့ရှုံးကန်ပြီးဖြစ်လာပြီးအားလုံးကလည်းစိတ်ပြတ်နေခဲ့ကြပါတယ်အားလုံးကတော့ဟာရှီဘကိုဟုံးရန်ရရင်ကောင်းပါပဲဆိုပြီးတွေးနေခဲ့ကြပါတယ်ခ
ခီယိုကိုကလည်းဟာရှီဘကိုဟုံးရရစေခြင်းခဲ့ပေမဲ့သူမကရုပ်ရှင်အတူတူသွားကြည့်ရမှာကိုလည်းစိတ်ပူနေခဲ့ပါတယ်အဲ့အချိန်မှာတော့ဟာရှီဘကဟုံးရန်ကိုရအောင်ရိုက်နိုင်ခဲ့ပါတယ်ပွဲပြီးတော့ဟာရှီဘကသူမကိုခေါ်တွေ့ခဲ့ပြီးတော့ရုပ်ရှင်အတူတူကြည့်ဖို့ပြောထားတာကိုမေးလိုက်ဖို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ခီယိုကိုနဲ့ယာနိုကကြိုက်နေခဲ့တာမို့ယာနိုအတွက်လည်းမကောင်းဘူးဆိုပြီးတော့သူကပြောလိုက်ပါတယ်အဲ့နောက်မှာတော့အားလုံးကရောက်လာပြီးသူ့ကိုလာပြီးတော့ချီးကျူးခဲ့ကြပါတယ်အီဇူမီကတော့ပွဲကိုအောင်မဲခံတဲ့အနေနဲ့နွေရာသီပွဲတော်သွားကြမလားဆိုပြီးတော့မေးလိုက်ပါတယ်ဒါကိုကြားတော့ယာနိုကလည်းစိတ်အားထက်သန်နေခဲ့တာကြောင့်ဟာရှီဘကသဘောတူလိုက်ရပါတယ်ဟာရှီဘကလည်းကြိုရောက်နေပြီးနောက်တော့အားလုံးကလည်းရောက်လာခဲ့ပါတယ်အားလုံးကလည်းယူကာတာတွေဝစ်လာခဲ့တာကြောင့်ဟာရှီဘတယောက်ကတော့မျက်လုံးပြူးနေခဲ့ပါတယ်နောက်ဆုံးမှာတော့ယာနိုကရောက်လာခဲ့ပြီးသူကနောက်ကျသွားလို့တောင်းပန်ခဲ့ပါတယ်ပြီးတော့သူကသူ့ကိုစိတ်ပူနေတဲ့ခီယိုကိုကြည့်လိုက်ပြီးတော့ချစ်စရာလေးလို့ပြောလိုက်ပါတယ်သူကဟာရှီဘကိုကြည့်ပြီးအုတ်ထုံနဲ့မိုက်တယ်လို့ပြောလိုက်ပြီးသူကတော့အုတ်ထုံနဲ့မလိုက်ဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ဟာရှီဘကချက်ချင်းပဲသူ့ရဲ့အုတ်ထုပ်ကိုချွတ်ပြီးတော့ယာနိုကိုစောင်းပေးလိုက်ပြီးတွေ့လားမင်းနဲ့လိုက်ပါတယ်လို့ပြောလိုက်ပါတယ်အဲ့တော့လက်တစ်လျှောက်မှာတော့ဟာရှီဘကဘေးနားကနေလိုက်လာခဲ့ပြီးတစ်ဖက်မှာခီယိုကိုကတော့သူမကယာနိုရဲ့ဘေးနားကနေမလျှောက်ရလို့မနာလိုတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့ပါတယ်အဲ့နောက်မှာတော့သူတို့ကတကြားလုံးနဲ့အကွက်ဖော်တာတွေစမ်းလုပ်ကြည့်ခဲ့ကြပါတယ်အဲ့အချိန်ခီယိုကိုကတော့ဟာရှီဘကိုကြည့်ပြီးဘယ်တော့ကအလောက်ထိရင်းနှီးသွားခဲ့တာလဲလို့မေးလိုက်ပါတယ်ပြီးတော့သူမကဟာရှီဘာတို့နှစ်ယောက်အခန်းထဲမှာရီမောနေတာကိုလည်းတွေ့ခဲ့ရကြောင်းပြောပြလိုက်ပါတယ်ဒါကိုကြားတော့ဟာရှီဘာကသူ့ရဲ့ခရက်ကသူ့ကိုမနာလို့ဖြစ်နေတာကိုသဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်သူကလည်းလွန်ခဲ့တဲ့လလောက်ကစကားပြောခဲ့ဘူးပြီးပန်းချန်ထဲမှာတနေကုန်စော့ကစားခဲ့ဘူးကြောင်းပြောပြလိုက်ပါတယ်ဒါကိုကြားတော့ခီယိုကပိုပြီးမနာလို့ဖြစ်နေခဲ့ပါတယ်အဲ့နောက်မှာသူတို့ကတစ်ဖက်ကိုလာခဲ့ပြီးအယုတ်သွားပစ်ခဲ့ကြပါတယ်ဟာရှီဘကယာနိုထက်ပိုပြီးတော့လှုပ်ပြချင်နေခဲ့ပေမဲ့ယာနိုကသူ့ကိုအပီပင်ကြီးချီးကျူးနေခဲ့တာကြောင့်ဘာပြောရမှန်းမသိဖြစ်နေခဲ့ပါတယ်အဲ့နောက်မှာတော့လူအုပ်ကြီးကရောက်လာပြီးယာနိုကလူအုပ်ကြီးတဲ့ရောပါသွားခဲ့ပါတယ်ခဏကြာမှာတော့သူ့ကိုပြန်ရှာတွေ့ပြီးအီဇူမီကတော့ယာနိုရဲ့လက်ကိုကင်ထားပြီးဖို့အတွက်ဟာရှီဘကိုပြောလိုက်ပါတယ်တစ်ဖက်မှာကီယိုကိုကတော့ဒါကိုကြည့်ပြီးမနာလိုတွေထပ်ဖြစ်နေခဲ့ပြန်ပါတယ်အဲ့အချိန်မဲကြီးကယာနိုရဲ့လက်ကိုကင်ထားတဲ့နဲ့ဆိုပြီးတော့ပြောလိုက်တာကြောင့်သူမကကင်ထားဖို့လှုပ်လိုက်ပေမဲ့ယာနိုကတော့ရင်အရန်ခုန်လာခဲ့တာကြောင့်လက်ကိုကင်တာကိုအမြန်ပြန်ဖြုတ်လိုက်ပါတယ်နောက်မှာတော့သူတို့ကနောက်ထပ်ရှောက်လဲကြပြီးတော့ပျော်စရာတွေကိုသွားဆော့ခဲ့ကြပေမဲ့ယာနိုကတော့အမြဲတမ်းပဲမတော်တဆဖြစ်ပြီးဒဏ်ရာတွေပဲရနေခဲ့ပါတယ်ခဏကြာမှာတော့သူတို့ကရှောက်နေရင်ခီယိုကိုကယာနိုတယောက်ပါမလာဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့အားလုံးကလန့်သွားခဲ့ပြီးခီယိုကိုကတော့သူမကိုသူမအပြစ်တင်နေခဲ့ပါတယ်နောက်မှာတော့ယာနိုကပြန်ရောက်လာခဲ့ပြီးသူကသဘောကျတဲ့ဆိုင်ကိုဝင်ကြည့်နေတာလို့ပြောလိုက်ပါတယ်ပြီးတော့သူကခီယိုကိုရဲ့လက်ကိုတောင်းလိုက်ပြီးသူဝယ်လာတဲ့လက်စွပ်ကိုဝစ်ပေးလိုက်ပါတယ်အဲ့အချိန်မီးပန်းတွေကလည်းထဖောက်လာခဲ့ပါတယ်ဟာရှီဘကတော့ယာနိုကိုပြန်ရောက်လာတာဝမ်းသာတယ်လို့ပြောလိုက်ပြီးသူတို့ကအတူတူမီရှူမီပန်းကြည့်ခဲ့ကြပါတယ်ခီယိုကိုကတော့နောက်နေ့မှလည်းဒီလိုမျိုးအတူတူလာခြင်းနဲ့လို့ပြောနေခဲ့ပြီးတော့ဇလန်းလေးကလည်းခန့်ရက်သွားခဲ့ပါတယ်